ဆိုတာကပိုင်းနှစ်ကနေပြန်လဲကြိုးဆိုလိုက်ပါလေရှင်စီရလေးတော့မပြတော့ပါဘူးရှင်ဟိုနော်ကျမလက်subscribe လုပ်ပေးဖို့နဲ့အချိန်မြင့် VPN လေးဆန်ကြည့်ဖို့မမေးနဲ့အောင်နော်ကလည်းခေါ်လာခုထပ်ပြီးမလာသေးဘူးကြာလိုက်တာဟဲ့ထောက်ကားတွေကရောက်ပြီလားညီမထိုင်တော့ sorry နောက်ကြတော့လူတွေပို့နေရတာဟုတ်sorry ကဲညီမဘယ်လိုသွားမှာဒီမှာလေဟိုတယ်ရှိရမလားအဲ့လိုသွားမှာဟုတ်ကဲ့ရပါတယ်sorry ညီမရောက်ပါပြီခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဟုတ်ရပါတယ်ဆိုတော့တဟင်းသားပိုက်လေထားလိုက်ပါအိမ်ထဲလေးဝင်လိုက်ပါအိမ်လေးကတော့တော်ကောင်းလေးထားပေးထားပဲအင်းကြီးဒီမှာလဲဝယ်လို့ရတယ်အင်းကြီးဝယ်ရမယ်တော်ကောင်းတာပဲမတ်တယ်ရေချိုးကန်လေးဆိုရင်ရှယ်ပဲမိုက်တယ်ဟာ Oh my god စားတော့ခံဆိုလဲ kitchen ဆိုလဲရှယ်ပဲဟာဒီမှာတက်တာလုံးနေအဲ့ဒါညမိုက်တယ်အတိကြီးလည်းမရှိဘူးTV ငါ TV ထင်းနေရတာကြီးနိုင်သေးရတယ်ငါတခါမှမမြင်ဘူးရမ်းမိုက်တာပဲကြိုက်တယ်ဆိုတော့တဲ့အပြင်လေးထွက်လေလိုက်ပါလေကြီးချွန်မဲရပြီချေးကတော့အဲ့လောက်ကြီးမလိုတော့ပါဘူးညီမပြီလောက်ပဲအေးတယ်ထင်တယ်ဆိုတော့အနွေးနားလေးမှနေလိုက်ပါစာကလေးဖတ်မယ်စာကြည့်ကြပွဲလေးပါရှိရတော့လာလိုက်တာဒီအိမ်လေးကမိုက်တာပဲငါကြိုက်တယ်စိန်ရအိမ်ကြညာတထိုင်ဆိုရမယ်ငါကလည်းမသွားသေးဘူးမသိခုပြောနေနားမှာဆိုင်လေးရှိရပဲလာလိုက်တာထဲဝင်နိုင်ပါအောင်ဟုတ်တာပဲဘာစံကြံရဲ့လိုဝယ်ရမှာလဲအဲ့ဆိုအစမ်းရှိမှဝယ်လို့ရမှာဘာစံခင်ငွေတခင်ဆိုတော့တဲ့တာလေးရှိလိုက်ပါတမန်ဒီCherry ကလည်း Cherry ပါရှင်ဘာလို့လဲဆိုကောင်းဆိုတာကြာတော့ကျမအကိုလည်းသူတင်မှာမို့လို့ပါနော် Cherry လို့ခေါ်လို့ရပါတယ်ရှင်ဆိုတော့လူလေးပေးပါလား
နိုင်ကြပါလိမ့်မယ်ဟောရင်တိုင်းတော့ဘူးလေးလို့ရနေမှလေအိုးအင်းကြီးလေးလာလိုက်တာအရင်ကြိုက်တာပဲမရပါဘူးကိုတော့မယူအောင်နော်ဆိုငွေလေးရှင်းတယ်ခဏလေးပြန်လာခဲ့လေလောက်ကိုရှောက်လို့အိန္ဒိယန်လိုက်ဟိုလောက်လိုက်တခါလေးယူခဲ့ရမှာငါသေးရပါနော်ဆိုတော့မြန်သွားမှာမဟုတ်ညရောက်ပြီးဆိုင်ပိတ်ပြင်နေချောစီရတယ်လည်းရှိတယ်ဆိုတော့သင်ချောလည်းစီအောင်မယ်9ရက်ပြည့်မှာကျမပေါ့နော်ဒါလေးအပိုင်းလေးနဲ့တင်တာဒီအတိုင်းပဲ9ရက်6ရက်လောက်တစ်ပတ်လောက်နေမှာပေါ့နော်သူဆွနာပြအပိုင်းလေးမှာငါပြောခဲ့တယ်ကျမပေါ့နော်အတန်လေးကနေမကောင်းလို့ဖြစ်နေတာဆိုတော့တဲ့不在你的妻子，嘿，编辑二档三。ဆိုတော့ဟဲ့အနွေးတွေရေကြိုက်လိုက်တာဒါလေးကြိုက်တယ်တစ်ခဲဆိုရပြီဟုတ်တယ်ကြိုက်ရင်ယူမယ်ဆိုတော့ဒါလေးကြိုက်တယ်ကြိုက်ရကျူပြီးတိုင်းဒီပေါင်းလေးလည်းဆိုဒီနေ့လည်းကြိုက်တယ်လေးလာတယ်ဒါလည်းလာအမေဒီမှာဆိုင်ငယ်ရှိတာလားလေဒါလေးလာတာလည်းမဆိုးတာပဲပန့်သွားလိုက်ဆိုတော့ပြန်လာပဲ我看那个写呢，也买一个了，在里头，就说的，哎，你没办法，是的，ဒါလေးယူမယ်အုတ်ထုတ်ကတော့မကြိုက်တိတ်မကြိုက်အိုးဘာမှမလုပ်ဘူးလားမချေ用啊下写一出来慢嘴အိုးအိမ်လိုက်တာဒီမှာလိုက်ပါအပြစ်တွေပါကုံလုံးအပြစ်တွေပါဒါတော့လမ်းတယ်ပဲတိုင်နေတယ်အိုးတိုင်းလာဘယ်လိုပူတာလဲမသိဘူးနှစ်ခုလုံးတော့ကြိုက်ဟဲ့လာလိုက်တာလေနည်းပြန်လာလာရေးလိုက်တော့မကပါသေးတယ်ဟဲ့ဆက်စရာလေးပါလေးလေကလေးဟုတ်ထုတ်လေးတင်ဒီ
ဒီတော့ခုလိုချင်တာအဲ့ဒီမှာကိုတနေ့မီးတနေ့မနေ့ဖြန်မှာသာယူလိုက်တော့ဆိုတော့လိုက်ပါမယ်ဒီဟာကြတစ်ခုလုံးရှင်းနေလိုက်တော့ရောဒီနေရာလေးကဈေးအထူးခရီးသွားရတယ်မလို့အထူးဈေးလျှော့ပေးတာပါဒီမှာလေးဟုတ်ကျေးဇူးတင်ပါတယ်ရပါပြီအဲ့လိုရပါပြီအများကြီးဝယ်ရအောင်$8ရှစ်ဝါပဲကြတယ်တန်လိုက်တယ်ဟိုဒီတောင်လေးလာနော်ဝယ်လိုက်မယ်အဲ့ဒီဖန်နေမလေးမွေသေးပါနဲ့ပြင်နေလို့ဘာလို့ဖြစ်လဲမသိဘူးနေခဲ့အင်ဒီယာဝယ်ရမှာစကေးဘော့ဒါရီးအစင်တဲ့လားဟုတ်တယ်အစင်တဲ့ဥစ္စာတွေစိုးပါကြိုက်တယ်ဒါလေးရောတက်ဆက်ကြပဲကြပါရှင်တက်ဆက်ကြပဲကြပါလေခင်ဗျားတို့ sorry ရှင်မရွေးတော့ဒီကျမလည်းလာဖြစ်တယ်ရှင်ကုန်ရရှိဟုတ်ရအေးဆန်လည်းမဆန်ကြကြပါဘူးပြီးမှပဲလိုက်ရမယ်အပိုင်းနဲ့ကတော့ဒီလောက်မှပဲဆုံးသက်လိုက်ပါရှင်ဆမ်းမမိတဲ့တောင်ကြပါလို့ပါနော်အားလုံးပဲဘိုင်ပါ